ဒီဇလန်လီကတော့ဒိုဆိုကိုကြီးစုခေဟေရာဆိုတဲ့ဂျပန်ရုပ်ရှင်လေးအကြောင်းပြောပြချင်တာပါဇလန်လီကရဲစရာလဲကောင်းဝမ်းနဲ့စရာလဲကောင်းပြီးကိုချစ်သက်လာဖို့တင်ပေးတဲ့ဇလန်ကောင်းလေးတစ်ပုဒ်ပေါ့အစပြုခြင်းအသေးကွဲခြင်းနဲ့ဒိုဆိုကိုကြီးဇလန်စာမှာအာယာနီဆိုတဲ့ခန္ဓာကိုယ်ဝဝကဲ့စိတ်ထားဖြူကောင်းမလေးတယောက်ရှိတယ်သူကဟေယာတိုဆိုတဲ့ကောင်လေးကိုတစ်ဖက်သားကြိုက်နေတာကြားပြီဘာလို့လဲဆိုတော့တချင်ကဖျောင်းစင်းသူပြူကြလာတော့ဟေယာတိုကသူ့ကိုကဲခဲ့ဘူးလို့လေဒါနဲ့တက်တီတွေမွေးပြီး Valentine's Day မှာကိုယ်တိုင်လှုပ်ထားတဲ့ chocolate လေးပေးပြီးချစ်ရေးဆိုလိုက်ရောဒါပေမဲ့ဟီယာတိုကပြန်ချစ်ဖို့နေတာအာယာနီရဲ့ခန္ဓာကိုယ်ကိုကြည့်ပြီးဒိုဆူကိုကြီးလို့ခေါ်ပြီးလှောင်လိုက်တယ်။ကျောင်းသားတွေအကုန်လုံးရဲ့ရှေ့မှာအဆက်ခွဲခံလိုက်ရတော့အာယာနဲ့ခမအကြီးကျယ်စိတ်ထိခိုက်သွားတာပေါ့။သူ့ရဲ့ Fat Fall လို့ခေါ်တဲ့တငယ်ချင်းအဖွဲကနှိမ့်တိမ်ပေးတာတော့မရပါဘူး။အပြောင်းလဲတစ်ခုအာယာနေတော့စိတ်ပြေလက်ပြောက်တိုကျိုကိုသွားအဲဒီကနေတဆင့်အီတလီနိုင်ငံအထိရောက်သွားတယ်။အီတလီမှာချောကလက်ဆိုင်မှာအလုပ်လုပ်ရင်း Fred ဆိုတဲ့ make up ပညာရှင်တငယ်ချင်းနဲ့ပြောရွှင်နေတာပေါ့။ဘာဖြစ်မဲ့ကန်ဆိုးချင်တော့မတော်တဆမှုတစ်ခုဖြစ်ပြီးအာယာနီကိုမောင်းဝင်သွားတယ်။ရပ်ပေါင်းများစွာတတိမရဘဲနေပြီးမှပြန်နိုးလာတဲ့အချိန်မှာတော့အစာစဉ်ခွဲစိတ်မှုကြောင့်အာယာနီဟာပိန်ပါပါလေးဖြစ်သွားရောဗျာ။ဆရာဝန်တွေကတော့ကျမ်းမာလာလို့ဝမ်းသာပေမဲ့အာယာနီကတော့မှန်တဲ့ကပုံရိပ်ကိုသူ့ကိုယ်သူမမှတ်မိတော့ဘူး။ဂျပန်ကိုပြန်ရောက်တော့နဲ့လေစိတ်လာကြိုးနဲ့ငဲတငယ်ချင်းတွေကတော့သူ့ကိုမမှတ်မိကြဘူးလေအတန်ကြားမှာအာယာနီမန်တည်သွားကြတာဘဝတက်နဲ့လက်တွေဘဝအိမ်ပြန်ရောက်တော့မိသားစုစီးပွားရေးကအကိုတို့လင်မရလက်ထဲရောက်နေပြီဆိုတော့သူကတိုကျိုကိုပြန်လာပြီးအလုပ်ရှာရပြန်တော့ကန်ကောင်းတာကသူ့တငယ်ချင်းအကူညီနဲ့စပါတစ်ခုမှအလုပ်ရတယ်အာယာနီကနွားနှုတ်ညစ်ထဲဘူးတဲ့အတွေ့အကြုံရှိတော့လက်ကအယမ်းငင်နှိမ့်ပေးတာအယမ်းကောင်းလို့ဖျားပေးတဲ့လက်ဆိုပြီးတော့နာမည်ကြီးသွားတာဗျာအချစ်တဲ့တွေ့ဆုံခြင်းတနေ့ကျတော့အာယာနီအလုပ်လုပ်တဲ့စပါကိုတာခူနီမီနာရိုဆိုတဲ့နာမည်ကြီးမင်းသားရောက်လာအာယာနီကတော့ကိုကြိုက်တဲ့ idol ကိုကိုယ်တိုင်စပါလုပ်ပေးရတော့ယဉ်ဒီခုံတာပေါ့တာခူမီကလည်းအာယာနီရဲ့ရိုးသားမှုနဲ့ပြုစုပုံကိုသဘောကျပြီးနောက်ပိုင်းသူတို့နှစ်ယောက်ရင်းနှီးသွားကြတယ်ဒီလိုနဲ့တာခူမီကအာယာနီကိုညစာစားဖို့ချိန်လိုက်ရောအာယာနီခမဘာဝတ်သွားရမှမသိဖြစ်နေတော့အီတလီကတငယ်ချင်း Fred ရောက်ပြီး make up လင်းပြီးအဝတ်အစားတွေဆင်ပြီးလိုက်တော့အာယာနီလှမှာလှပေါ့ဒိတ်လောက်တဲ့ညမှာသူတို့နှစ်ယောက် line ပိုကို game ကတူဆော့ကြတယ်စကားတွေပြောကြနဲ့တကယ်ကိုချီနူးစရာလေးပါဗျာတာကူမီကအာယာနီရဲ့အတိတ်ကိုဂရုမစိုက်ပဲအခုသူ့ပုံစံအတိုင်းကိုသဘောကျနေတာပြဿနာမုန်းတိုင်ဒါပေမဲ့နာမည်ကြီးမင်းသားနဲ့တွဲနေမှာတော့ပါပါရာဂျီယန်ကမလွတ်ဘူးလीသတင်းတွေပေါက်ကြပြီးအကြီးကျယ်ကြရက်ထက်တော့တာပဲဒီကြားထဲမှာဟိုအရင်ကညင်းခဲ့တဲ့ဟေယာတိုကပြန်ပေါ်လာပြီးရှုပ်ပါလေတော့ဟီယာတိုကတကယ်တမ်းမင်းသမီးဖူဂျီရှီရိုကိုလိုချင်လို့အာယာနီကိုခုတုံးလုပ်ပြီးနာမည်ထက်ဖို့ကြိုးစားတာဟီယာတိုကဟိုတယ်ခန်းတစ်ခုမှာအာယာနီကိုအတင်းအဓမ္မလုပ်ဖို့ကြိုးစားရင်းနဲ့အမှန်တရားတွေပြောပြလိုက်တယ်။သူကအရင်ကနေစအာယာနီကိုစိတ်မဝင်စားခဲ့ဘူး။အခုလည်းအတုံးချခြင်းစက်ထဲချစ်တယ်ဆိုတာပြောလာတော့အာယာနီကတီးခံမနိုင်တော့ပဲဟီယာတိုပါကိုဖြောင်းကနေလိုက်ထည့်လိုက်ပြီးထွက်လာခဲ့တယ်။ဇက်သိန်းလမ်းမှာအာယာနီတယောက်တည်းလျောက်လာတော့အရင်လိုပဲကားပေါ်ကဖျားစင်တူပြုတ်ကျလာပြန်တော့ဒါပေမဲ့ဒီတစ်ခေါက်ကတော့ကဲပေလာဟေယာတိုမဟုတ်တော့ဘူးတာခုကြီးဖြစ်နေတာဗျာတာခုမီကသူ့ကိုကယ်လိုက်ပြီးအတိတ်ကဘလို့ပဲရှိရှိဂီယူမဆိုင်ဘူးအခုအာယာနီကိုပဲချစ်တယ်ဆိုပြီးတက်တယ်ပြောပြလိုက်တယ်နောက်ဆုံးမှာတော့သတင်းရှင်းလင်းပွဲတွေလုပ်ပြီးအထင်လွဲကတွေဖြည့်ရှင်းသွားကြပါတယ်အာယာနီကတော့တာခုမီကိုချစ်ပေမဲ့ကိုယုံကြည်မှုပိုရှိလာဖို့ပိုထန်မတဲ့အမျိုးသမီးတစ်ယောက်ဖြစ်လာဖို့စ조사ကြံသေးတယ်လို့ပြောတယ်တာခုမီကလည်းပြုံးလေးနဲ့စောင့်နေမယ်လို့ဂတိပေးရင်းဇလန်လေးကပြီးသွားပါတယ်ဗျာသင်ခန်းစာဒီဇလန်ကပေးခြင်းတဲ့ message ကအရှင်းပါတယ်ဘသူတွေကကိုဝတယ်ရုပ်ဆိုးတယ်ဆိုပြီးလောင်ပြောပါစေကိုတန်ဖိုးကိုမလျော့ချလိုက်ပါနဲ့ကိုချစ်ပါယုံကြည်မှုရှိပါတနေ့မှာကိုတကယ်ချစ်ပြီးတန်ဖိုးထားမယ်သူနဲ့တေချာပေါက်တွေ့ရမှာပဲဗျာအရေးကြီးတာကဘဝကိုပျော်နေပြီးကိုကြိုက်တဲ့ chocolate လေးတစ်ခုစားလိုက် game လေးဆော့လိုက်နဲ့ကိုလန်းကိုဆွတ်လျှောက်ဖို့ပါပဲ